negative ကြားထားပြီးအဲ့ဒီကြားထားတဲ့အရာကိုတင် save လုပ်ထားတယ်တင်ရဲ့ data ထဲမှာသွားပြီး save သွားလုပ်ထားတယ်အဲ့ဒါပြဿနာ no save မလုပ်နဲ့ delete လုပ်ပလိုက် delete လုပ်ပလိုက် delete လုပ်ပလိုက်ငါကသူများမကောင်းကြောင်းတွေကိုသူများမကောင်းကြောင်းလာပြောခံရလောက်အောင်ငါအမိုက်ပုံးမဟုတ်ဘူးသူများရဲ့မကောင်းကြောင်းတွေအားလုံးအမိုက်တွေလေတာအမိုက်ကိုတင်လက်ခံနေဆိုရင်တင်အမိုက်ပုံးကြီးလေတင်အမိုက်ပုံးကြီးဖြစ်နေတာဒါဆိုတင်ထဲကထွက်လာမယ့်ဟာတွေအားလုံးကလည်းအမိုက်တွေကြီးပဲလေတန်ဖိုးရှိတဲ့အရာထွက်လာမှာမဟုတ်ဘူးဘယ်သူမှတန်ဖိုးထားမှာလည်းမဟုတ်ဘူးဘယ်သူမှလည်းလေးစားမှာမဟုတ်တော့ဘူးဘာလို့ဆိုသူများရဲ့အမိုက်တွေတင်လက်ခံတယ်သူများအမိုက်တွေကိုတင်သူများပြန်သွန်ချတယ်အဲ့ဒါဘာတန်ဖိုးရှိပါလဲဘာမှတန်ဖိုးမရှိဘူးမကျွန်တော်ပြောပြမယ်တင်ရဲ့နှုတ်ထွက်စကားတိုင်းကတန်ဖိုးသိကြည့်တယ်နော်ဒါပေမဲ့တင်နှုတ်ထွက်စကားမှားအောင်ရန်သူဆိုတဲ့မာနကအနှုတ်လက္ခဏာတွေတခြားလူတွေရှင်းနေလာထည့်ပေးတတ်တယ်အဲ့ဒါတွေတင်လက်ခံထားရင်တင်တန်ဖိုးရှိတဲ့စကားလုံးတွေကပျောက်ကွယ်သွားပြီတိတ်တန်ဖိုးရှိတဲ့စကားတွေပျောက်ကွယ်သွားပြီ idea တွေမထွက်လာတော့တဲ့အခါမှာတင်ထွက်တဲ့အရာတွေအားလုံးက negative ပြီးသူများကို negative ပြောတာရေးမကြည့်ဘူးဒါပေမဲ့သူများကို negative ပြောရင်လည်းသူရဲ့ life ကြီးက negative တွေကိုဝင်သွားတာအဲ့ဒါဘုကြောက်စရာကောင်းအဲ့ဒီထဲကိုကျွန်တော်ဝင်လို့မရဘူးညီကောင်မောင်တို့